လုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ TV မီဒီယာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့နောက်ဆုံးရနိုင်ငံနိုင်ငံသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့ထိုင်းမျိုးသား3ဦးအုပ်စုဖွဲ့လိမ်မှုပြုလုပ်ရမှအသက်80အရွယ်အကြီးဆုံးမျိုးသားသေဆုံးသွားတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နိုဝင်ဘာလ16ရက်နေ့ညတုန်းကထိုင်းနိုင်ငံအယုဒ္ဓယခရိုင်ကိုလံပန်ရက်ကွက်မှာအသက်52နှစ်အရွယ်မျိုးသားတယောက်နေအိမ်မှာအသက်80အရွယ်မျိုးသားသေဆုံးနေတာကိုသိရှိရပြီးတော့စုံစမ်းစစ်ဆေးရမှာ3ဦးပါဝင်သော group sex လုပ်ရာ၌ခရစ္စတယ်စိတ်ကြွဆေး3ခဲပုံရပြီးသေဆုံးခဲ့ဖွယ်ရှိတယ်လို့သုံးသပ်ကစုံစမ်းစစ်ဆေးမှုများဆက်လက်လှုပ်ဆောင်နေပါတယ်အဲဆိုတဲ့အသက်52နှစ်အရွယ်ထိုင်းမျိုးသားက၎င်းနေထိုင်ရာအိမ်သို့အသက်80အရွယ်ထိုင်းမျိုးသားကိုဖိတ်ခေါ်ခဲ့ကနောက်ထပ်ဆာရာဘူရီခရိုင်ကနေ38နှစ်အရွယ်အငယ်ဆုံးထိုင်းမျိုးသားကိုပါခေါ်ယူပြီးအုပ်စုလိုက်လိမ်မှုကျူးလွန်ခြင်းများပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။တချိန်ပြီးရင်အငယ်ဆုံးမျိုးသားကအေချိုခန်းထဲမှာအသက်80အရွယ်မျိုးသားကြီးအားခေါ်ထုတ်ရာပြန်မထူးသဖြင့်ဝင်ကြည့်ရာမှာသေဆုံးနေပြီးခန္ဓာကိုယ်ပေါ်မှာပြည့်စိတ်များတက်နေတာကိုတွေ့ရတဲ့အတွက် Asian S ကရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ခြင်းဖြစ်ပါတယ်။လော်ဘိုရီရဲတပ်ဖွဲ့ကဒေသစံတော်ချိန်ည7:30မိနစ်30ချိန်မှာတွားရောက်စစ်ဆေးရမှာ CCTV မှတ်တမ်းများအရအုပ်စုလိုက်လိမ်ဆက်ဆံမှုလုပ်ကြသည်ကိုတွေ့ရသလိုအိမ်တွင်းမှာခရစ္စတယ်စိတ်ကြွဆေးများနဲ့ဆေးထိုးအပ်များတွေ့ရတဲ့အတွက်မူရစ်ဆေးထိုးသွင်းပြီးအခုလိုလိမ်ဆက်ဆံမှုစုဖွဲ့လှုပ်ဆောင်ရမှာသေဆုံးနေလို့ယူဆထားကြကြောင်းသိရပါတယ်ရှင်။ဒုတိယတစ်ပုဒ်အနေနဲ့ကမ္ဘောဒီးယားကြားဖြန့်စင်တာမှာထိုင်ထအကြိမ်2000အထိလောက်ခိုင်းခြင်းအပါအဝင်နှိပ်စက်မှုကြောင့်26နှစ်အရွယ်ထိုင်မင်းကလေးသေဆုံးသွားတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံပိုင်ပတ်ရှိကြားပြန့်စင်တာတစ်ခုမှာနိုဝင်ဘာလ15ရက်နေ့ကနေ26နှစ်အရွယ်ထိုင်းမင်းကလေးတူနှိပ်စက်တပ်ဖြတ်ခံထားရပြီးပူပေါင်းကယ်ဆယ်ရေးအဖွဲ့များဝင်ရောက်ညီနိုင်ပေးမှုဖြင့်အလောင်းပြန်ရခဲ့တယ်လို့သိရပါတယ်။အသက်26နှစ်အရွယ်ဆူဒါချော်လာခက်သည်ထိုင်းနိုင်ငံဖန်ငါခရိုင်၌နေထိုင်သူဖြစ်ကပွိုင်ဘက်ရှိကြားဖြန့်စင်တာမှာနှိပ်စက်ညှဉ်းပန်းမှုများတပ်ဖြတ်ခံရသည်လို့ဆွေမျိုးများကနေတဆင့်သိရတဲ့အတွက် The Emmanuel Foundation IMF အဖွဲ့ကဂျောင်းဝင်စေဆက်ခြင်းဖြင့်အလောင်းကိုရှာဖွေပေးခဲ့ပြီးတော့ကမ္ဘောဒီးယားဖျားကျောင်းတစ်ခုမှာမိသကြိုရန်စီစဉ်နေစဉ်၌ထိုင်းတန်ယုံနှင့်ပူပေါင်းကအလောင်းကိုပြန်ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ IMF အစီရင်ခံစာ၌ဆူရာချွန်လာခက်ကိုကြားဖြတ်ရာဇဝတ်ကိုင်းကနေ့စဉ်ဘတ်တသိန်းလင်းမဲ့မပြည့်ရန်ပြည်ရန်မလိမ့်နိုင်ခြင်းကြောင့်ညှဉ်းပန်းနှိပ်စက်ကြောင်းထိုညှဉ်းပန်းနှိပ်စက်မှုမှာထိုင်ထအခါ1000မှ2000အထိလောက်ခိုင်းခြင်းဖြင့်ပင်မလွန်ကတတိလက်သွားစဉ်ပြန်နှိုးတဲ့အနေနဲ့လျှက်စစ်ကျင်းဆက်ဖြင့်ထိုးပြီးနှိုးလိုက်နှိပ်စက်လိုက်လို့ရမှာသေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ထိုင်းလူမှုဖွံ့ဖြိုးရေးနဲ့လူသားလုံခြုံရေးဝန်ကြီးဌာနကစူတာရဲ့အိယာရဲလဲနေသောမိခင်ရှိရာမိသားစုအားချင်းထောက်ပံ့ကူညီမှုများပေးပြီးတော့ကမ္ဘောဒီးယားရှိအလောင်းအားပြန်လဲသေးဆောင်ကဇာတိမြေမှာတကြိုရန်စီစဉ်နေပါတယ်။မကြသေးမီလပိုင်းအတွင်းမှာကမ္ဘောဒီးယားကြားဖြန့်စင်တာများမှာအနည်းဆုံးထိုင်းနိုင်ငံသား9ဦးနှိပ်စက်ညှဉ်းပန်းတပ်ဖြတ်ခံရပြီးဖြစ်ရာလက်ရှိဘန်ချိုင်းထိုင်းပါတီဦးဆောင်ဆိုရသည့်ကြားဖြတ်စင်တာများ၌ပိတ်မိနေတဲ့ထိုင်းနိုင်ငံသားများအားချင်းကယ်ထုတ်နိုင်ရန်အရှိန်မြင့်စ조사တင်ကြောင်းဖဲပါတီအမတ်ဦးကတောင်းဆိုသွားခဲ့ပါတယ်ရှင်။တတိယတစ်ပုဒ်အနေနဲ့ရုရှားစီမှာဆွဲအင်တင်သွင်းတဲ့နိုင်ငံများကိုသွင်းကုန်ခွန်900%ကောက်ခံမဲ့လွှတ်တော်အဆိုကိုဒေါ်နယ်ထရန့်ထောက်ခံလိုက်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ယူကရိန်းကျူးကျော်စစ်မှာရုရှားရဲ့အဓိကဝင်ငွေရင်းမြစ်ဖြစ်သောရေနံနဲ့ဆွဲအင်လောင်စာများကိုအဓိကဝယ်ယူတင်သွင်းနေတဲ့နိုင်ငံများအားသွင်းကုန်ခွန်900%အထိတိုးမြင့်ကောက်ခံသွားရန်အတွက်အမေရိကန်အထက်လွှတ်တော်မှဥပဒေကြမ်းအဆိုတင်သွင်းရန်စီစဉ်နေမှုအားအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်လည်းထောက်ခံထားကြောင်းသိရပါတယ်။ Republican အမတ်ဘင်ဆေးဂရိဟန်ဦးဆောင်ပြီးရုရှားယူကရိန်းပေါ်မှာပုံမရက်ဆက်စွာတိုက်ခိုက်နေမှုများအားဟန်တားနိုင်ရေးစစ်ရေးသုံးစရိတ်ကိုဖျက်တောက်နိုင်မဲ့အဆိုပါအဆိုတင်သွင်းမှုကိုအခုအမြန်ဆုံးတင်သွင်းကမဲပေးတီးပြရန်စီစဉ်နေပြီဖြစ်ပါတယ်။ရုရှားနဲ့မဟာမိတ်ဖြစ်စီးပွားရေးဆက်လုပ်နေတဲ့နိုင်ငံများထဲမှာအိန္ဒိယနဲ့တရုတ်သည်ရုရှားထံမှစွမ်းရည်အများဆုံးတင်သွင်းနေတဲ့နိုင်ငံများဖြစ်ရာတင်းမာမှုများသည့်အမြင့်ဆုံးပြန်ဖြစ်လာနိုင်ပေမဲ့ဖလော်ရီဒါမှအင်ဖြူတော်သို့ပြန်မဲ့ခီးစစ်မတိုင်မီဒေါ်နယ်ထရန့်ကသူကိုယ်တိုင်လည်းမိမိပါတီ Republican မှတင်သွင်းမဲ့အဆိုပါဥပဒေမူကြမ်းကိုလက်ခံတယ်လို့ပြောသွားခဲ့ခြင်းဖြစ်ပါတယ်။လွန်ဘက်ရဲ့ဖော်ပြမှုရရုရှားမှရေနံနဲ့ဘာဝတံငွေများအဓိကတင်သွင်းတဲ့အိန္ဒိယနဲ့တရုတ်နိုင်ငံတို့အပြင်အီရန်ကိုပါအဓိကပြစ်မှတ်ထားပြီးသွင်းကုန်ခွန်900%တိုးမြင့်ရန်ရှိနေတယ်လို့ထရန့်ကပြောဆိုနေကြတယ်လို့ဆိုပါတယ်။ရင်းဥပဒေမူကြမ်းကိုအတည်ပြုနိုင်ရန်အတွက်အမေရိကန်အထက်လွှတ်တော်ကအမြန်ဆုံးစီစဉ်နေပြီးတော့ယူကရိန်းရဲ့မြေထားကွန်ရက်ဗဟိုချက်ဖြစ်သော Pavlovsk မြို့အားစစ်အင်အား2သိန်းအထိတိုးမြင့်သိမ်းပိုက်ရန်အတွက်ရုရှားတိုက်ခိုက်နေမှုမအောင်မြင်ရန်ဥပဒေထုတ်ပြန်နိုင်ရေးစ조사နေခြင်းဖြစ်ပါတယ်။ထရန့်က2025ဩဂတ်လမှာရုရှားထံမှဆွဲဝယ်ယူမှုများစွာလုပ်နေတဲ့အိန္ဒိယအားသွင်းကုန်ခွန်25%တိုးမြင့်ပြီးစုစုပေါင်း90%ကောက်ခံတယ်လို့သမ္မတအမိန့်ဖြင့်ထုတ်ပြန်ခဲ့ရမှာအိန္ဒိယဘက်မှဝယ်ယူတင်သွင်းလာမှုလျှော့ချလာတဲ့အတွက်ချိန်နဲ့လောက်ဖွယ်ရအခြေအနေရောက်ရင်သွင်းကုန်ခွန်မြင့်တင်လည်းလျှော့ချပေးမယ်လို့ဆိုခဲ့တယ်လို့သိရှိရပါတယ်ရှင်။